customer segment နဲ့ key activities ကြောင်းပြောခဲ့ပါတယ်ဟုတ်တယ်ကျွန်တော်တို့ BMC ရဲ့ business model canvas မှာကျွန်တော်တို့ blog ကိုမှာနံပါတ်1စပြီးတော့ကင်တွယ်တင်တာကတော့ဘာလဲဆိုရင် customer segment ပဲဖြစ်ပါတယ် customer အကြောင်းနားလည်မှာကိုဘာလုပ်မလဲဆိုတော့ကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုကျွန်တော် key activities တွေကျွန်တော်တို့ထွက်လာခဲ့ရင်နောက်ထပ်ကျွန်တော်တို့ကိုယ့်ဘက်ကပြင်ဆင်ရမယ့်အချက်နှစ်ချက်ရှိပါသေးတယ်နံပါတ်1က key partner ဖြစ်ပြီးတော့နံပါတ်2က key resources ပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်ဘယ်ဟာကပို့ပြီးတော့အရေးကြီးမလဲ key partner နဲ့ key resources နဲ့အဲ့တော့ကျွန်တော်တို့ကိုအဓိကလုပ်ရမယ့်လုပ်ငန်းဆောင်တာတွေကျွန်တော်တို့သိခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်စဉ်းစားစရာရှိတာက key resources ပဲဖြစ်ပါတယ်လက်ရှိငါတို့မှာဘာတွေရှိလဲဘယ်ဟာတွေကဒီလုပ်ငန်းအတွက်အထောက်အကူအများကြီးပြုမလဲဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့လုပ်ငန်းတွေတစ်ခုနဲ့တစ်ခုနဲ့မတူနိုင်ပါဘူးဒါကြောင့်မတူတဲ့လုပ်ငန်းတွေမှာဘာတွေဖြစ်လာမလဲဆိုရင် resources ရှိပုံချင်းလည်းကျွန်တော်မတူညီနိုင်ပါဘူးတချို့လုပ်ငန်းတွေမှာငွေကအရေးကြီးပါလိမ့်မယ်တချို့လုပ်ငန်းတွေကကျွန်တော်တို့နည်းပညာကအရေးကြီးပါလိမ့်မယ်တချို့လုပ်ငန်းတွေမှာတော့ဝန်ထမ်းတွေကအရေးကြီးပါလိမ့်မယ်ဒီဟာအရေးကြီးခြင်းကိုဘယ်သူကပဲအဆုံးဖြတ်ပေးမှာလဲဆိုရင်ကိုကအဆုံးဖြတ်ပေးရမှာမဟုတ်ပါဘူး key activities ကပဲအဆုံးဖြတ်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ key activities ကိုတကယ်နားလည်သဘောပေါက်ခဲ့ရင်ကျွန်တော်ဘာတွေနားလည်လာမဆိုရင် key resources တွေကိုကျွန်တော်နားလည်ပါလိမ့်မယ်ဥပမာဆို business ကိုဆိုပါတော့ကျွန်တော်အဓိက key activities ကပါလဲစာသင်ကြားခြင်းဖြစ်ပါတယ်ဒါဆိုကျွန်တော် key resources ကဘာလို့လဲကျောင်းမှာရှိနေတဲ့ဆရာကြီးဆရာမကြီးစာသင်ပေးနေကြတဲ့ကျွန်တော်တို့ဆရာဆရာမတွေပဲဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ရှင်းပါတယ်ဘာကိုသိဖို့လိုရလဲ key resources ကိုဖော်ထုတ်နိုင်ဖို့အတွက်အရေးကြီးဆုံးက key activities ပဲဖြစ်ပါတယ်ဟုတ်ပြီ key resources တွေပြီးသွားရင်နောက်ထပ်တစ်ခုထပ်စဉ်းစားရမယ်အကွက် block 4ပါလဲဆိုလို့ရှိရင် key partners ပဲဖြစ်ပါတယ်ဘယ်သူတွေနဲ့ဒီလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ဘယ်သူတွေနဲ့ကျွန်တော်တို့လက်တွဲပူးပေါင်းလို့ကျွန်တော်တို့ဆောင်ရွက်ကြရင်ကောင်းမလဲဆိုရဲမိကုံးလေးပဲဖြစ်ပါတယ်အဲ့တော့ကို့မှာကိုနဲ့ဆက်ဆက်နေတဲ့ကို့လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့သူတွေကိုကျွန်တော်တို့နားလည်ထားရင်ပိုကောင်းမယ်သူတို့နဲ့ကျွန်တော်တို့နဲ့ relationship ဆက်ဆံရေးတွေကျွန်တော်တို့အကောင်းနိုင်မယ်ဆိုတော့ကျွန်တော်တို့ပိုကောင်းပါလိမ့်မယ်ခုနကကျွန်တော်တို့ဥပမာထက်ကောက်ပါမယ် business ကိုပဲဆိုတော့ဒါဆိုကျွန်တော်တို့ရဲ့ခုနပြောခဲ့တဲ့ key partners တွေကဘယ်လိုလဲကျွန်တော်နံပါတ်1အင်္ဂလန်က EB UK ပဲဖြစ်ပါလိမ့်မယ်နံပါတ်2ကဘယ်လိုဖြစ်လာမလဲဆိုရင် British Council ပေါ့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်နိုင်ငံမှာဆိုရင်ဘာတွေဖြစ်နိုင်လဲပညာရေးဝန်ကြီးဌာနဖြစ်လာနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်သူတွေနဲ့ဖြစ်လာနိုင်သေးလဲ Okay အဲ့တော့စာစစ်အဖွဲ့တွေလားဒါမှမဟုတ်လို့ရှိရင်လည်းကျောင်းသားတွေလားဒါတွေကျွန်တော်တို့ရဲ့ key partners တွေပဲဖြစ်ပါတယ် Okay ဟုတ်ပါတယ်ကျွန်တော်တို့ business ကိုလုပ်ဖို့အတွက် BMC ကအရေးကြီးပါတယ် Okay အဲ့တော့ BMC အကွက်6ကွက်ကိုကျွန်တော်တို့စနစ်တကျဂိုင်တွယ်နိုင်ဖို့လိုအပ်ပါတယ်နံပါတ်1က customer ကိုသိအောင်လုပ်ပါဒါမှပဲ customer ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက် key activities တွေပေါ်လာပါလိမ့်မယ် key activities တွေကိုသိမှ key resources တွေဆိုရဲလိုအပ်တဲ့အရင်းမြစ်တွေကိုကျွန်တော်တို့ရှာဖွေဖော်ထုတ်နိုင်မှာပဲဖြစ်ပါတယ်ဒီ resources တွေကိုကျွန်တော်နားလည်ပြီးမှဘာတွေထွက်လာမလဲဆိုရင်ကျွန်တော်တို့ ਨੇ လက်တွဲပြီးတော့ဆောင်ရွက်ရမယ့်အဓိကကြတဲ့ partner တွေကိုကျွန်တော်တို့ဖော်ထုတ်နိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်